10 နာရီအလုပ်လုပ်တယ်ဆိုလို့ရှိရင်2မိနစ်မှ3မိနစ်တိုင်းမှာကြောက်တုံးစလုံးကိုနေရာချနိုင်ရမှာဖြစ်ပါတယ်ဒါကိုလူတစ်ဖွဲ့ကမလုပ်တာဖြစ်ပါတယ်အဖွဲ့များစွာကဒီတိုင်းနဲ့ကြောက်တုံးကိုဖျက်တောက်တဲ့အဖွဲ့တဲတဲ့အဖွဲ့တင်းတဲ့အဖွဲ့နေရာချတဲ့အဖွဲ့စသဖြင့်ခွဲပြီးဆောင်ခဲ့ကြတာကြောင့်ဒီနှုန်းကိုရနိုင်တယ်ယူဆကြပါတယ်တဲ့ဒါကြောင့်အတိအကျကျဘယ်လိုလုပ်ခဲ့လဲဆိုတာကိုအခုဒီအပြည့်စုံမသိသေးပါဘူးဒါပေမဲ့လက်ရှိတွေ့ရှိကြတဲ့ရှေ့အောင်ထောက်တာတွေကတော့လူသားတွေစောက်ခဲ့တယ်ဆိုတဲ့အချက်ကိုအားပေးနေပါတယ်တကယ်စိတ်ဝင်စားစရာကတော့ပိရမစ်ရဲ့ကြောက်တုံးတွေကြားကအပေါက်ဟာဓာရွက်တောင်မဝင်လောက်အောင်တိကျတယ်လို့ပြောကြပါတယ်ဗိတ်တာပေါ့နော်ဗိတ်တာလေးတော့မပေါက်ဘူးကြောက်ရုံနဲ့ကတ်ပြထားဖြစ်ပါတယ်အဲ့ဒါဘယ်လိုတိကျအောင်လုပ်လဲဆိုတာကိုရှင်းပြပေးနိုင်ပါတယ်ဒီအချက်ကတော့လူအများအောင်စရာတစ်ခုဖြစ်ပါတယ်ပိရမစ်ရဲ့ကြောက်တုံးတိုင်းကဓာရွက်တောင်မဝင်အောင်တိကျလုံးနေပေါ့နော်လူတွေပြောရရှိတဲ့စကားဖြစ်ပါတယ်ပိရမစ်တစ်လုံးအတွက်မမှန်ပါဘူးတဲ့ပိရမစ်အလုံးတိုင်းတော့မမှန်ဘူးပေါ့နော်တကယ်တမ်းကျတော့ပြင်ပမျက်နှာပြင်မှာအသုံးပြုထားတဲ့ကြောက်တုံးတချို့ကိုအလွန်တိကျစွာပြတ်တောက်ပြီးပို့တိုက်ထားတာဖြစ်ပါတယ်ပြင်ပကြောက်တုံးအများစုကတော့ကွာချက်တွေရှိပါတယ်အပေါက်တွေလည်းတွေ့ရပါတယ်ပြင်ပမှာတော့ကြောက်တုံးတွေကိုတက်ခါတိုင်းတာပို့တိုက်ညှိနိုင်ပြီးတော့အတတ်နိုင်ဆုံးတိကျအောင်လုပ်ထားတာဖြစ်ပါတယ်သူတို့အသုံးပြုခဲ့တဲ့နည်းလမ်းတွေကတော့ကျိုးနဲ့တိုင်းတာခြင်းရေကိုအသုံးပြုအကြီးအများအမြင့်တိုင်းတာခြင်းကြောက်ကိုကြောင်းနဲ့ပဲပို့တိုက်ပြီးတော့အဝင်ကြဖြစ်အောင်ပြုလုပ်ခြင်းဒီလိုနည်းလမ်းတွေနဲ့နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့လက်မှုပညာရှင်တွေကဆောက်လုပ်ခဲ့တာကြောင့်အလွန်တိကျတဲ့လက်ရာကိုရရှိခဲ့တာလို့ယူဆကြပါတယ်။ဒါပေမဲ့ပိရမစ်တွေမှာအခုချင်းမရှင်းနိုင်သေးတဲ့လုပ်ရက်တချို့လည်းရှိနေသေးပါတယ်။ဥပမာဘုရင်အခန်းတွေကတချို့တန်းချိန်50-80ဝန်းကျင်ရှိတဲ့ဂရနိုက်ကျောက်တုံးကြီးတွေကိုအမြင့်ကိုဘယ်လိုတင်ခဲ့တာလဲ။တက်လမ်းကိုအတိအကျဘယ်လိုပုံစံနဲ့ဆောက်ခဲ့တာလဲဒီမျိုးကိုပညာရှင်တွေဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်အားလုံးကိုသဘောတူထားတဲ့အဖြေတစ်ခုကတော့မရှိသေးပါဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်မေးလိုက်တာကလူကောင်ကြီးတွေတည်ရတာပေါ့နော်လူကောင်ကြီးတွေနိုင်တာပေါ့ဒီမျိုးကတော့လူတွေနဲ့ဆွေးနွေးကြပါတယ်အခုချိန်ထိတော့ရှေ့ကောင်အချက်မှာပုံမှန်လူထက်အလွန်ကြီးမားတဲ့ဥပမာ3မီတာ5မီတာ10မီတာလူမျိုးရှိခဲ့တယ်ဆိုတဲ့ယုံကြည်ချက်စိတ်ချရထောက်တာမရှိဘူးပေါ့နော်ဒီချက်တွေမှာအယူစုတွေအရာကိုထိမဲ့ဆိုပြီးပေါ့နော်လူများစုကအရက်မျိုးသားဆိုရင်165မှ195စင်တီမီတာ5ပေ5မှ5ပေ9လက်မခန့်မျိုးသမီးဆိုလို့ရှိရင်155မှ165စင်တီမီတာ5ပေ1လက်မမှ5ပေ5လက်မခန့်ပဲဒီရှိပါတယ်ချို့လူတွေကတော့2မီတာ6ပေ9လက်မကျော်အထိရှိနိုင်ပါတယ်ဒါကတော့စမ်းတင်ကိုခေါ်တဲ့ရှားပါးကျမ်းမာရေးအခြေအနေကြောင့်ဖြစ်နိုင်ပေမဲ့လို့အလွန်ရှားတယ်ပေါ့နော်အဲ့ဒီပုံကူကိုလူတွေရရှားပါတယ်နာနဲ့ပေါ်မှာတွေ့ရတဲ့အေယမလူကြီးအယိုးစုပုံလူကျုံးကအများစုကတော့တပုံပြပြင်ထားတာပိုရှော့သို့မဟုတ် AI နဲ့ဖန်တီးထားတဲ့အကြောင်းနောက်ပိုင်းမှာဒီပြုခဏရတယ်ပေါ့နော်အေယမလူကြီးဆိုတာပိုရှော့တွေမှန်းပါတယ်ပေါ့နော်ဒါကြောင့်မို့ပရမစ်ကိုအေယမလူကြီးစောက်ခဲ့တယ်ဆိုတဲ့အယူဆကိုတောက်ကန်နိုင်တဲ့သုကန်ဆိုင်ရာစောက်တာတွေမရှိသေးပါဘူးတဲ့ဘာအတွက်စောက်ခဲ့တာလဲဘာအကျိုးရှိတယ်လို့မေးလိုက်ပါတယ်ပေါ့နော်ဒီမိကုံကပညာရှင်တွေကနှစ်ပေါင်းများစွာလေ့လာခဲ့ကြပါတယ်လက်ရှိလက်ခံထားတဲ့နေရာပရမစ်တွေကိုအဓိကအားဖြင့်ဘုရင်ဖာရိုတွေရဲ့သင်္ကြန်တွေဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အကြောင်းရင်းတွေကတော့ဖာရိုကိုအင်ဂျူကိုရှေ့ခြေလူတွေကတည်ဆုံးမြောက်ဘဝတစ်ခုရှိတယ်လို့ချုပ်ခဲ့ကြပါတယ်ရတနာနဲ့သုံးဆောင်တွေထည့်ထားဖို့နောက်ဘဝမှာသုံးလို့နိုင်မယ်လို့ယုံကြည်လို့အစားအစာတွေရွှေငွေပစ္စည်းတွေကိုထည့်သွင်းခဲ့ကြပါတယ်ဘုရင်ရဲ့အာဏာနဲ့ဂုဏ်သိက္ခာကိုပြသဖို့ပရမစ်ကြီးဟာတိုင်းပြည်ရဲ့ဆွမ်းအားနဲ့စည်းလုံးမှုကိုလည်းဖော်ပြတဲ့အထောက်အအုံဖြစ်ပါတယ်ဘာအကျိုးရှိတယ်လဲဒီအချိန်ကအီဂျစ်လူတွေအတွက်ကတော့ဘာသာရေးယုံကြည်မှုကိုအကောင့်တွေပေါ်ပြီးတဲ့လူထောင်အားများစွာကိုအလုပ်ကံပေးတဲ့အင်ဂျင်နီယာနဲ့ဆောက်လုပ်ရေးနေရာတွေကိုတိုးတက်လာစေတယ်ဒီနေ့ခေတ်မှာတော့ကမ္ဘာအဝယ်ရှေ့ဟောင်းအဆောက်အအုံစီလူကြီးများတယ်သမိုင်းသိပ္ပံနဲ့အင်ဂျင်နီယာပညာလေ့လာဖို့အလွန်တန်ဖိုးရှိတယ်ဒီသွားလုပ်ငန်းအတွက်အင်ဂျင်နီယာအတွက်ဒီသွားလုပ်ငန်းကနေဝင်ငွေအများကြီးရတယ်ပေါ့နော်ကျိုးလူတွေကပိရမစ်လက်ရှိတိုက်ရုံချို့လူတွေကပိရမစ်ကလက်ရှိဆိုင်ဖြစ်တဲ့စွမ်းရည်စုဆောင်တဲ့အဆောက်အအုံဖြစ်တယ်လို့ယူဆကြပါတယ်အဲ့ဒီယူဆကိုထောက်ခံနိုင်တဲ့ခိုင်မာတဲ့သိပ္ပံတော့တာမရှိသေးပါဘူးဒါကြောင့်လက်ရှိအထောက်အထားတွေကပိရမစ်ရဲ့အဓိကကြီးကြောက်ကဖာလုံပြည်နဲ့တင်ညာဖြစ်ဆောက်လုပ်ခဲ့တာလို့ယူဆကြပါတယ်โอเคဒီကတော့ဒီလောက်ပါပဲနောက်နေ့ကျမှကျွန်တော်အခြေကြည့်ပြီးသွားလို့ရလားအိုင်းစတိုင်းကရောထောက်ခံတာစသည်ဖြင့်ဒီပုံတွေကိုပြပြမှာပြောပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်